ရှိပါတယ်တသားမိမိတို့ရေရုံလေးတွေကိုအပြင်မှာမြင်ဘူးကြတယ်မလားရုံလေးတွေကချစ်စရာကောင်းတဲ့အကောင်လေးတွေနော်သူတို့မှာနူးညံ့တဲ့အမွှေးတွေရှည်လျားတဲ့နေရွက်တွေနဲ့ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေလည်းရှိတယ်ပြီးတော့ရုံလေးတွေကသူတို့ရဲ့ခြေထောက်တွေမှာခွန်အားအများကြီးရှိရဲ့တဲ့အဲ့ဒီခြေထောက်တွေကိုအသုံးပြုပြီးခုန်တဲ့နေရာမှာအရန်ကိုကျွမ်းကျင်ကြပါတယ်တဲ့သူတို့တစ်ခါခုန်ရင်မီတာအနည်းငယ်လောက်ကိုခုန်နိုင်တယ်တဲ့ရုံလေးတွေကအပင်စားတဲ့သတ္တဝါတွေဖြစ်တယ်သူတို့ကတစ်သီးသစ်ရွက်တွေဟင်းသီးဟင်းရွက်တွေကိုအဓိကထားပြီးစားပါတယ်တဲ့သူတို့ကနေ့ဘက်မှာအစားကိုစားပြီးညဘက်မှာအနားယူလေးရှိပါတယ်တဲ့ရုံလေးတွေကမြန်မြန်ပြေးနိုင်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်ရုံလေးတွေကရန်သူကိုရှောင်ရှားဖို့အတွက်အရမ်းမြန်မြန်ကိုပြေးနိုင်ပါတယ်တဲ့သူတို့တစ်နာရီကို80ကီလိုမီတာလောက်ကိုပြေးနိုင်ကြတယ်ရုံလေးတွေကသူတို့ရဲ့မိသားစုနဲ့အတူတူနေလေးရှိပါတယ်သူတို့မိသားစုဝင်တွေနဲ့အတူတူနေရတာကိုကြိုက်နှစ်သက်ပြီးအတူတူလဲကစားကြပါတယ်တဲ့ကဲရုံလေးတွေအကြောင်းသိပြီဆိုတော့မိကုန်းလေးတွေဖြေကြရအောင်ရုံလေးတွေကဘာတွေလုပ်နိုင်လဲ1ရေကူးနိုင်တယ်2ခုန်နိုင်တယ်3လေပေါ်မှာပြန်နိုင်တယ်ကဲအဖြေလေးတွေရွေးရအောင်ဟုတ်ပါတယ်ရုံလေးတွေကခုန်နိုင်ကြပါတယ်တတမမီတို့ကအရန်တော်ပါတယ်ကဲနောက်ထပ်ဘာအကောင်လေးတွေအကြောင်းပြောမလဲဆိုတာကိုလည်းစက်ကြည့်ကြမယ်နော်